ချစ်တော်ဓမ္မမိတ်ဆွေညီကိုမောင်နှမဆရာမိဘများအားလုံးကိုယေရှုနာမ၌မင်္ဂလာပါလို့နှုတ်ခွန်းဆက်တတ်ပါတယ်အခုချိန်ကစပြီးကျွန်တော်ဒီမျက်မှောက်ကာလမှာဖြစ်နေတဲ့စစ်ရေးနိုင်ငံရေးစီးပွားရေးဖြစ်နေတဲ့မျက်မှောက်ရေးရာနေဓမ္မကျမ်းစာမှာရှိတဲ့ဘုရားသခင်ရဲ့ prophet ပြုချက်နဲ့ကျွန်တော်နိုင်ရှင်ချိန်ကိုက်ပြီးမှဝိညာဉ်ရေးရာကျွန်တော်ခွန်အားယူသွားမှာဖြစ်တယ်အခုကျွန်တော်ဟောချင်တဲ့နှုတ်ကပတ်တော်ခေါင်းစဉ်လေးကတော့တကောင်ရာ၌တူထုတန်စစ်စင်ရေးနောက်တစ်ခါပြောမယ်တကောင်ရာ၌တူထုတန်စစ်စင်ရေး Operation Midnight Hammer လို့ခေါ်တဲ့နှုတ်ကပတ်တော်ခေါင်းစဉ်အဖြစ်ကျွန်တော်တို့ဝင်ငှသွားမှာဖြစ်တယ်ကျွန်တော်ပြီးခဲ့တဲ့ဒီနေ့ Operation Racing Line ဆိုတဲ့နေရာမှာဒီနေ့နှုတ်ကပတ်တော်ခေါင်းစဉ်နဲ့တင်ခဲ့တဲ့အခါမှာကျွန်တော်တို့ဟောတာကတော့ဒီနေ့အမေရိကန်နိုင်ငံကအီရန်ကိုမတိုက်ခင်ဟောထားပေမဲ့လေလံအခက်အခဲကြောင့်ကျွန်တော်မတင်ဖြစ်ဘူးဒါကြောင့်မို့ဒီနေ့အမေရိကန်ကအီရန်နိုင်ငံကိုဘုံကျဲပြီးနောက်ပိုင်းမှာတင်ဖြစ်တာကိုကျွန်တော်နားလည်ပေးပါအဲ့ဒီနေရာမှာကျွန်တော်ဟောခဲ့တာကဒီနေ့တကယ်ဒါလင်းအမေရိကန်နိုင်ငံက B2 Spirit ဖြစ်အီရန်နိုင်ငံကိုဘုံကျဲခဲ့မယ်ဆိုရင်မြောက်ကိုရီးယားတို့ရုရှားတို့တရုတ်တို့နဲ့အီရန်တို့နဲ့တူရကီတို့ကဒီနေ့အစ္စရေးနိုင်ငံကိုဝိုင်းတိုက်ပြီးတော့မှမြောက်ရဲ့စစ်ပွဲဖြစ်လာချိန်ရှိနိုင်တယ်လို့ကျွန်တော်တို့ဟောခဲ့ပြီးဒီတိုင်းပဲအခုကျွန်တော်ဟောခဲ့တာမကြဘူးအခုပဲဒီအမေရိကန်နိုင်ငံကအီရန်နိုင်ငံကိုစစ်ပွဲစတင်လိုက်ပြီးလေယာဉ်နဲ့ဘုံကျဲလိုက်ပြီးဖြစ်တယ်ဒါကြောင့်မို့ဒီစစ်ပွဲရဲ့နာမည်ကတော့ဒီနေ့ Operation Midnight Hammer တကောင်ရနဲ့တူထုတန်စစ်စင်ရေးဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်တို့သွားမှာဖြစ်တယ်ဒီစစ်စင်ရေးကိုအမေရိကန်ဒိတ်နိုင်နဲ့ဆိုရင်6နာရီ40ကနေ9နာရီကြားမှာဒီစစ်စင်ရေးကိုဒီနေ့စတင်ဖို့ထက်ခွာခဲ့ပြီးဖြစ်တယ်အီရန်အချိန်ကတော့ဒီနေ့22ရက်တနင်္ဂနွေနေ့မနေ့3နာရီမှာဖြစ်တယ်တကယ်အီရန်နိုင်ငံရဲ့ for those ဆိုတဲ့အပေါ်မှာဘုံကျဲခြင်းကတော့6လပိုင်း20ရက်နေ့6လပိုင်း20ရက်နဲ့21ရက်ကြားမှာဖြစ်တယ်စနေနေ့မှာဖြစ်တယ်ညတကောင်ရ12နာရီမှာဘုံကျဲခြင်းဖြစ်တယ်အဲ့ဒီဘုံတွားကျဲတဲ့နေရာမှာကျွန်တော်တို့ B2 Spirit လေယာဉ်က9စင်းပါပါတယ်ဂျာမှာပလဲမှာထောက်လိုင်းလေယာဉ်တွေစီဖြစ်ပေးတဲ့လေယာဉ်တွေအားလုံးပေါင်းမယ်ဆိုရင်လေယာဉ်125စီးအမေရိကန်နိုင်ငံကနဲ့ထွက်ခွာခဲ့ခြင်းဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့အမေရိကန်နိုင်ငံကနဲ့အီရန်နိုင်ငံကိုအတွားအပြန်ကျွန်တော်တို့မိုင်ပေါင်းက9085မိုင်ရှိတဲ့အတွက်ကြောင့်မို့လမ်းမှာစီဖြစ်ပေးရမှာဖြစ်တယ်။ဒီအမေရိကန်နိုင်ငံ B2 Spirit ဒီနေ့ကိုဖြောက်လေယာဉ်ကြီးကဒီနေ့ဘန်ဂမ်ဘလာစတာဘုံဆိုတဲ့ဘုံကိုကျွန်တော်တို့တစည်းကိုကျွန်တော်တို့နှလုံးပဲတည်နိုင်ခြင်းဖြစ်တယ်အဲ့ဒါကြောင့်မို့9စည်းဆိုတော့ကျွန်တော်တို့အမေရိကန်ကအီရန်နိုင်ငံပုံမှာကျဲခဲ့တဲ့ဘန်ဂမ်ဘလာစတာဘုံက14လုံးဖြစ်ပါတယ်အဲ့ဒီ14လုံးကိုကျွန်တော်တို့ဘယ်မှာကျဲခဲ့တယ်လဲဆိုရင်ပထမအနေနဲ့ကျွန်တော်တို့အီရန်နိုင်ငံရဲ့အတိကတောင်ကဘာကြီးအောက်မှာတိဆောက်ထားတဲ့အစ္စရေးတွေထိုးဖောက်လို့မရနိုင်တဲ့အစ္စရေးတွေဘုံကျဲလို့မအောင်မြင်နိုင်တဲ့ for those ဆိုတဲ့နေရာကိုအမေရိကန်နိုင်ငံက B2 Spirit ဘန်ဂမ်ဘလာစတာဘုံအဖြစ်ပထမနေရာကအီရန်နိုင်ငံ for those နေရာမှာကျွန်တော်တို့ဘုံကိုကျဲခဲ့တာတွေ့ရတယ်ဒီ for those nuclear တပ်ပိုးnuclear တိဆောက်တဲ့နေရာကမိုင်ပေါင်းရာကျော်မှာတိဆောက်ထားတဲ့အရာဖြစ်တယ်ဒါပေမဲ့အမေရိကန်နိုင်ငံ B2 Spirit ဘန်ဂါဘလာစတာဘုံကတော့မိုင်ပေါင်းနေရာကျော်ဒီမြေကြီးမှာထိုးသွင်းနိုင်ခြင်းဖြစ်ပါတယ်ပထမက Fordo ဖြစ်တယ်ဒုတိယက Natanz ဖြစ်တယ်တတိယက S ပါဟမ်ဖြစ်တယ်ဒီ၃နေရာကိုအမေရိကန်က B2 Spirit အဖြစ်ဘန်ဂါဘလာစတာဘုံ14လုံးကိုကျဲခဲ့ခြင်းဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ Operation Midnight Hammer တကောင်ရနဲ့တူထုတန်စစ်စေးရေးဆိုတာကဒီနေ့တူကတော့ဒီနေ့အနည်းဆုံးကိုတူရိုက်ခြင်းအဖြစ်ထိုးသွင်းနေတယ်လို့ဒီနေ့အမေရိကန်နိုင်ငံအီရန်နိုင်ငံပေါ်မှာအပေါ်ကနဲ့ဘုံအဖြစ်မြေတွင်းသို့စိုက်သွားအောင်မိုင်ပေါင်းနေရာကျော်စိုက်ဝင်သွားအောင်ထိုးသွင်းခဲ့တဲ့ကြောင့်မို့တူထုချင်းအတိတ်ပဲကိုတူအဖြစ်အပေါ်ကဆော်ထည့်လိုက်တဲ့သဘောကိုပုံဆောင်ခြင်းဖြစ်တယ်အပေါ်ကရိုက်ထည့်လိုက်ခြင်းသဘောကိုပုံဆောင်ခြင်းဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့တနင်္ဂနွေနေ့
American စံတော်ချိန်22ရက်မှာတော့ American နိုင်ငံမှာဒီ B2 Spirit ဘုံတွေဂျာနဲ့ဒီ125လေယာဉ်နဲ့အားလုံးကအောင်မြင်စွာဖြင့် American စစ်တပ်လေစိတ်ကြီးကိုချောမွေ့စွာဘုရားသခင်ကျေးဇူးတော်အဖြစ်ပြန်ရောက်ရှိခဲ့ပြီဖြစ်တယ်အဲ့ဒီချိန်မှာပဲ American သမ္မတ Donald Trump ကဒီစစ်စီရေးကအောင်မြင်ကြောင်းနဲ့ကမ္ဘာမှာပဲနိုင်ငံမှာဘေးအစိုးရမှာဘေးစစ်တပ်မှာမလုပ်ခဲ့တဲ့ကြီးမားတဲ့စစ်စီရေးကိုအောင်မြင်စွာလုပ်ခဲ့ပြီးဖြစ်ကြောင်းကိုဂုဏ်ယူဝတ်ကြောစွာအင်ဖြူတော်အဖြစ်အင်ဖြူတော်ကနေကျွန်တော်တို့ထုတ်ဖော်ပြောခဲ့ခြင်းဖြစ်တယ်။ဒါဆိုရင်ချစ်တော်ဓမ္မမိတ်ဆွေတို့ဒီနေ့အမေရိကန်နိုင်ငံကဒီနေ့အီရန်နိုင်ငံကိုဒီလိုဘုံကျက်လိုက်ခြင်းအဖြစ်အနာဂတ်မှာဘာတွေဖြစ်လာနိုင်လဲဆိုတဲ့အချက်ကိုကျွန်တော်တို့အချက်နှစ်ချက်အဖြစ်ကျွန်တော်တို့ဝေငှသွားမှာဖြစ်ပါတယ်ပထမတစ်ချက်ကမြောက်အရက်စစ်ပွဲဆိုတဲ့ပထမ3နှစ်ခွဲကိုစတင်နိုင်ခြင်းရှိပါတယ်အဲ့တော့မြောက်အရက်စစ်ပွဲဆိုတဲ့အရာကဘာကိုဆိုလိုတာလဲမြောက်အရက်စစ်ပွဲဆိုတာကိုကျွန်တော်တို့မရှင်းခင်မှာတဒိန်းပတ်80ကိုကျွန်တော်တို့လေ့လာရမှာဖြစ်တယ်ဒိုင်လအခန်းကြီး9တိုင်းလအခန်းကြီးကိုအငယ်24ကနေ29ထိကိုကျွန်တော်တို့ကြည့်တဲ့အခါမှာဖျားသခင်ကတဒိန်းပတ်80ကိုပေါ်ပြထားခြင်းပရောဖက်ပြုထားခြင်းဖြစ်တယ်အဲ့တော့တဒိန်းပတ်80ဆိုတော့တဒိန်းကို9နှစ်ကိုပုံဆောင်ပါတယ်တဒိန်းပတ်80ဆိုရင်နှစ်ပေါင်း498မှာဖြစ်တယ်တဒိန်းကို9နှစ်ပုံဆောင်9နှစ်ဆိုရင်တဒင်း80ဆိုရင်နှစ်ပေါင်း490ဖြစ်ပါတယ်အဲ့ဒီနှစ်ပေါင်း490ကဘုရားသခင်ရဲ့လူမျိုးဣသရေလလူမျိုးများအကုတုပြည်ကထွက်ပြီးတော့မှခါနာပြည်မှာရောက်တဲ့အခါမှာ9နှစ်ကိုတစ်နှစ်နားဖို့ဥပုသ်နှစ်ကိုနားဖို့ဘုရားသခင်ကဝတ်ပြုအကျမ်းအခန်းကြီး25မှာသူတို့ကိုပြောခဲ့ပြီးမိန့်တော်မူခဲ့ပြီးသူတို့ကသူတို့ရဲ့လောဘသူတို့ရဲ့အတ္တတွေကြောင့်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ပညတ်တရားကိုပုံကံပြီးတော့မှခုနှစ်ကိုတစ်နှစ်မနာဘဲနဲ့သူတို့ကအလုတ်လုတ်ခဲ့ခြင်းဖြစ်ပါတယ်အဲ့ဒီအလုတ်လုတ်ခဲ့ခြင်းအရာကနှစ်ပေါင်း490နှစ်လုတ်ခဲ့တယ်အဲ့ဒီနှစ်ပေါင်း490နှစ်ကိုခုနှစ်တစ်နှစ်နားမယ်ဆိုရင်နှစ်ပေါင်း80ကျပါတယ်အဲ့ဒီနှစ်ပေါင်း80မနာတဲ့အတွက်ကြောင့်မို့ဘုရားသခင်ကသူတို့ကိုဘာဘူးလိုနိုင်ငံမှာနှစ်ပေါင်း80ကျုံခံစေခြင်းဖြစ်ပါတယ်တပါအမျိုးသားကိုအခွင့်အာဏာပေးပြီးဂျေရုဆလင်မြို့ကိုပျက်စီးပြီးတော့မှသူတို့ဒီဘာဘူးလုံမြို့မှာဘာဘူးလုံနိုင်ငံမှာနှစ်ပေါင်း80ကျုံခံရခြင်းဖြစ်တယ်အဲ့ဒါကြောင့်နှစ်ပေါင်း80ကျုံခံပြီးမှနှစ်ပေါင်း90ပြည့်ခါနီးမှာဒိုင်လာကသူ့ရဲ့အပြစ်ဘိုးဘေးတွေရဲ့အပြစ်ပရောဖက်တွေရဲ့အပြစ်ဘုရားသခင်ရှင်မာယူတဲ့အပြစ်ကိုဝန်ချတောင်းပန်တဲ့အခါမှာဘုရားသခင်ကသူ့ကိုဒိုင်လာကိုတည်င်း80ကိုနောက်အနာဂတ်မှာဖြစ်မဲ့တည်င်း80ကိုprophet အဖြစ်သူကိုဖွင့်ပြခြင်းဖြစ်တယ်။ဒါဆိုရင်ဒီတည်င်း80ကဘေကနဲ့စတင်တဲ့အစကဘေကစတာလဲလို့ကျွန်တော်တို့မေးတဲ့အခါမှာနေဟမိမတ်စာအခန်းကြီး1မှာကျွန်တော်တို့ကြည့်တဲ့အခါမှာဒီနေ့ပါရှားရှင်ဘုရင်ကြီးအာရွှေရုရဲ့အမိတ်ထက်သွားတဲ့ရက်ကစပြီးဂျေရုဆလင်မြို့ရိုးကိုပြန်လဲတီဆောက်ဖို့ဂျေရုဆလင်မြို့ရိုးကိုပြန်လဲပြီးမှတီဆောက်ဖို့နေဟမိကိုပါရှားဘုရင်ကြီးဒီနေ့ပါရှားဘုရင်ကြီးအာရွှေရုကအမိတ်ထွက်သွားတဲ့ရက်ကစပြီးတော့မှတည်င်းပတ်80ကိုစတင်ခြင်းဖြစ်ပါတယ်အဲ့ဒီအမိတ်ထွက်သွားတဲ့နှစ်က BC 445နှစ်ဖြစ်ပြီးတော့မှ3လပိုင်း14ရက်မှာအမိတ်ထွက်သွားခြင်းဖြစ်တယ်ဒါဆိုရင်တည်င်းပတ်80က BC 445 3လ14ရက်မှာဒီနေ့အာရွှေရုအဖေဂျေရုဆလင်မြို့ကိုပြန်လည်တည်ဆောက်တဲ့အချိန်မှစပြီးတည်င်းပတ်80ကိုစတင်ခြင်းဖြစ်တယ်။ဒါကိုကျွန်တော်တို့သိရတဲ့အခါမှာဒိုင်လအခန်းကြီး9အငယ်24ကနေ25ထိကျွန်တော်ကြည့်တဲ့အခါမှာဂျေရုဆလင်မြို့ကိုအတိတည်ဆောက်တဲ့နေ့ကစပြီးမှတည်င်းပတ်80ကိုစတင်မဲ့အကြောင်းကိုရေးထားပါတယ်။ဒါဆိုရင်ဒီနှစ်ပေါင်း490တည်င်းပတ်80ကဒီအချိန်ကစပြီးတော့မှလုကာအခန်းကြီး19အငယ်40-44မှာကျွန်တော်တို့ကြည့်တဲ့အခါမှာလုကာအခန်းကြီး19အငယ်40-44မှာကြည့်တဲ့အခါမှာယေရှုခရစ်တော်ကဂျေရုဆလင်မှာမင်းပုလေးစီးပြီးတော့မှဒုံးကြီးစီးပြီးတော့မှဝင်လာပြီးတော့မှဂျေရုဆလင်အတွက်ငိုပြီးတော့မှဒီနေ့တင့်ကိုကယ်တင်မဲ့ရက်တင့်ကိုကွယ်ကာမဲ့ဂျေဇုတော်ကိုတင်တိမယ်ဆိုရင်ဆိုတဲ့နေ့ရက်တရက်ကိုယေရှုကမွဲ့ဆိုခဲ့ခြင်းဖြစ်တယ်အဲ့ဒီနေ့ရက်က
AD 30နှစ် AD 30နှစ်4လပိုင်း6ရက်မှာဖြစ်ပါတယ်ဒါဆိုရင် BC 445 3လပိုင်း14ရက်ကတည်င်းပတ်90စတင်ပြီးအချိန်နာရီစက္ကန့်လည်ခဲ့ပြီးတော့မှလက်တန်နာရီလက်တန်လည်ခဲ့ပြီးတော့မှ AD 30နှစ်4လပိုင်း6ရက်နေ့မှာတည်င်းပတ်69တည်င်းပတ်ပြည့်သွားပြီဖြစ်တယ်69တည်င်းပတ်ကဘယ်လောက်လဲဆိုရင်483နှစ်ဖြစ်တယ်ဒါကဂျူးတွေရဲ့တွက်ကိန်းဖြစ်တယ်ဂျူးတွေရဲ့တွက်ကိန်းမှာကတနစ်မှာရက်ပေါင်း360ပဲရှိတယ်360နှစ်နဲ့တွက်မယ်ဆိုရင်တည်င်းပါက96တည်င်းပြည့်သွားပြီဒါဆိုရင်483နှစ်ဖြစ်သွားပြီယေရှုခရစ်တော်ဂျေရုဆလင်မြို့အတွက်ငိုပြီးတော့မှလုကာခန်းကြီး19:40-44မှာပြောတဲ့စကားကယနေ့ဒီနေ့ရက်ကိုတင်တိမယ်ဆိုရင်ဒီအချိန်ကာလကိုတင်တိမယ်ဆိုရင်ဆိုတဲ့အကြောင်းကိုပြောတယ်ဒါဆိုရင်69တည်င်းပြည့်သွားပြီဆိုရင်နောက်ထပ်ဘယ်လောက်ကြာမလဲနောက်ထပ်တည်င်းပတ်တစ်ခုပဲကြာမယ်တပတ်ပဲကြာမယ်တပတ်ဆိုတော့9နှစ်ပေါ့9နှစ်ထပ်ဖြည့်လိုက်မယ်ဆိုရင်နှစ်ပေါင်း490ကြာပြည့်သွားမှာဖြစ်တယ်တည်င်းပတ်90ပြည့်သွားမှာဖြစ်တယ်အဲ့ဒီကြံသေးတဲ့တပတ်ကဘယ်အချိန်စမလဲဆိုရင်တော့မြောက်အရစစ်ပွဲစတဲ့ခါမှာစမှာဖြစ်ပါတယ်အဲ့ဒီမြောက်အရစစ်ပွဲကဘယ်အချိန်စမလဲဆိုရင်အီရန်ရဲ့တူရကီရဲ့ဆက်လက်ပြီးတော့မှတရုတ်ရဲ့ရုရှားရဲ့မြောက်ကိုရီးယားရဲ့စတင်ပြီးတော့မှဒီနေ့ဂျေရုဆလင်ကိုစတိုက်တဲ့ပွဲဆိုရင်စတိုက်တဲ့အချိန်မှာပထမ3နှစ်ခွဲစတင်ပြီဖြစ်တယ်အဲ့ဒီအချိန်မှာတပြိုင်နက်ပဲဘာဖြစ်ပေါ်လာမလဲဆိုရင်ဒီနေ့တတိယဘင်းမှန်တော်ကိုတီဆောက်မှာဖြစ်တယ်တပြန်နဲ့မှာဘာဖြစ်မလဲမြောက်အရစစ်ပွဲဖြစ်မှာဖြစ်တယ်တက်တိခန္ဓာပါဗျာဒိအခန်းကြီး7မှာရေးထားတက်တိခန္ဓာပါပေါ်မှာဖြစ်တယ်ဗျာဒိအခန်းကြီး9မှာရေးထားတဲ့ဒီနေ့ဂျူးလူမျိုးကို1,440,000မေရှိယဂျူးလူမျိုး1,440,000ထပ်ပေါ်လာမှာဖြစ်ပါတယ်ဒါရီအားလုံးကအချိန်တစ်ခုတည်းမှာတပြေးညီတထတင်းမှာကာလတစ်ခုတည်းမှာပဲဖြစ်ပြတ်သွားမှာဖြစ်တယ်ဒါကိုပထမ3နှစ်ခွဲဒီနေ့မြောက်ရက်စစ်ပွဲစတင်ခြင်းလို့ခေါ်တယ်အဲ့ဒီစတင်တဲ့အခါမှာတိတ်ဘာဖြစ်မလဲအဲ့ဒီစတင်တဲ့နမိလက္ခဏာဘာပေါ်လာမလဲဆိုရင်တိတ်ကဘာကြီးနဲ့ဒီနေ့ဣသရေလလူမျိုးတွေကအန်တီခရစ်ကို9နှစ်စာချုပ်မယ်နေ့ဂျေရုဆလင်ကိုဂျေရုဆလင်မြို့မှာတတိယဘင်းမှာတော့အခု Dome of Rock ဆိုတဲ့ဒီနေ့မွတ်စလင်ရဲ့ဝုပြုကိုးကွယ်ရာနေရာအာဗြဟံကသူသားဣဇက်ကိုတည်ခဲ့တဲ့မောလိယတောင်ဒီနေရာကိုဖြူဖြတ်ပြီးတော့တတိယဘင်းမှာတော့ကိုတည်ဆောက်မှာဖြစ်တယ်နံပါတ်3ဂျူးတွေရဲ့1,440,000ဗျာဒိအခန်းကြီးခွန်အားဟာပေါ်လာမှာဖြစ်တယ်နံပါတ်4တက်တေခန္ဓာပါပေါ်မှာဖြစ်တယ်ဒီအချိန်ကဂျူးတွေရဲ့နောက်ဆုံးရက်တပတ်ကြံနေတဲ့9နှစ်ကိုကျွန်တော်နိုင်လက်တန်ပြန်လဲသွားမှာဖြစ်တယ်စတင်မှာဖြစ်တယ်အဲ့လိုစတင်ခြင်းကအမတန်အရေးကြီးတယ်ဒီအချိန်ကမြောက်အရက်စစ်ပွဲဖြစ်ပြီးမှနျူကလ িয়ারအသေးစားကိုပြစ်တော့မှာဖြစ်တယ်ဒီအချိန်မှာယုံကြည်သူတွေကမချီဆောင်သေးဘူးမြေကြီးမှာရှိနေသေးတယ်ဒီနေ့ခရိယန်တွေများစွာလွဲမှားသွားတာကဒီနေ့ချီဆောင်ခြင်းအချိန်ကာလကဒီနေ့ကောင်းကင်တမန်လည်းမသိဘူးတားတော့လည်းမသိဘူးခမီးတော်ပဲတည်တယ်ဆိုတဲ့အချက်ကိုယူပြီးတော့မှညချိန်ဖြစ်နိုင်တယ်အခုဖြစ်နိုင်တယ်မနေ့ဖြစ်နိုင်တယ်ညဖြစ်နိုင်တယ်ဒီနေ့တနည်းအားဖြင့်ဘယ်ချိန်ဖြစ်မလဲဆိုတာချီဆောင်ချင်းလာမယ်ဆိုတာမသိဘူးလို့ဟောနေတဲ့အရာကတမန်ကျမ်းစာနဲ့တကယ်ကိုလွဲမှားခြင်းဖြစ်တယ်တမန်ကျမ်းစာနဲ့လွဲနေခြင်းဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ယေရှုခရစ်တော်ကခမီးတော်ပဲတည်တယ်လို့ပြောတဲ့အချိန်ကဘာကြောင့်ပြောတယ်လဲဆိုတော့နောက်ခံသူ့ရဲ့အကျိုးအကြောင်းကိုကျွန်တော်နားလည်ရမှာဖြစ်တယ်တစ်ကလူတွေအားလုံးတက်သူကားတိုင်ပေါ်မှာမတည်ရသေးဘူးလူတွေလည်းကယ်တင်ခြင်းမရသေးဘူးဒါကြောင့်မို့ကယ်တင်ခြင်းမရဘဲနဲ့ဒီနောက်ဆုံးကာလချီဆောင်မဲ့အကြောင်းနဲ့တိပြီးမှဘာမှအကျိုးရှိမှာမဟုတ်တဲ့အတွက်ကြောင့်မို့ပထမအနေနဲ့ကဒီနေ့သူအတွေ့အကြုံမှာပရိညင်အစ်စ်ကိုစာချုပ်ပြီးစတင်ရမှာဖြစ်တယ်ဒုတိယအနေနဲ့ကသူကလောကမှာလာတာဒီနောက်ဆုံးတော့ကာလိုက်နေ့ရက်သူချီဆောင်မဲ့အကြောင်းကိုပြောဖို့တက်လာတာမဟုတ်ဘူးလူသားတွေအတွက်အသေးခံဖို့ဖြစ်တဲ့အတွက်ကြောင့်မို့သူကလူသားဖြစ်တဲ့အတွက်ကြောင့်မို့သူ့မှာပြောခွင့်မရှိဘူးမတိဘူးတိတော်ညာလည်းပြောခွင့်မရှိဘူးခမည်းတော်ရဲ့အလိုတော်ကိုပြည့်ပြည့်စုံအောင်လုပ်ရမယ့်အချိန်ဖြစ်တယ်ဒါပေမဲ့ယေရှုခရစ်တော်ကတော့ဒီနေ့သူမတိဘူးတာပြောတာအဲ့ဒီကျမ်းစာကိုအောက်မှာပြန်ကြည့်တဲ့အခါမှာဒီနေ့တင်းဘောတဖန်ပြင်အညောက်ထွက်တဲ့အခါမှာဣသရေလလူမျိုးများဒီနေ့နိုင်ငံတော်တည်ထောင်စချိန်မှာလူသားတွေတကားဝါနိုင်နီးပြီဆိုတာကိုတတိထားကြပါလို့သူကပြန်လည်ထပ်မဖြစ်စေခဲ့တယ်။ဒါဆိုရင်ချီဆောင်ခြင်းကဘယ်ချိန်လဲပထမ3နှစ်ခွဲအပြီးဖြစ်ပါတယ်ဒုတိယ3နှစ်ခွဲမဟုတ်ဘူးပထမ3နှစ်ခွဲဖြစ်တယ်ဒါကြောင့်မို့ပထမ
ကျွန်တော်တို့ဒီနောက်ဆက်တွဲဖြစ်လာတဲ့ဒီနေ့ဒီစစ်ပွဲနဲ့ပတ်သက်ပြီးတော့မှမြောက်အရစစ်ပွဲကိုကျွန်တော်တို့စတင်မှာဖြစ်တယ်အဲ့တော့ဒီမြောက်အရစစ်ပွဲကဘလို့စတင်မလဲဒီနေ့ကျွန်တော်တို့ဒီမှာပြောစရာအများကြီးရှိတယ်တစ်ကအခုအီရန်နိုင်ငံကိုအမေရိကန်ကဘုံကျဲလိုက်ခြင်းအဖြစ်အီရန်ကအားပြော့သွားပြီးမှဒီနေ့အမေရိကန်နဲ့အစ္စရေးကိုထပ်မတိုက်ပဲနဲ့ဆွေးနွေးရေးစပွဲပေါ်မှာအမေရိကန်နဲ့အတူကုလသမဂ္ဂနဲ့အတူနေတိုးနဲ့အတူအမေရိကန်နဲ့အတူစပွဲပေါ်မှာရောက်လာမယ်ဆိုရင်ရောက်လာနိုင်ပါတယ်ဒီလိုဆွေးနွေးပွဲကိုရောက်လာမယ်ဆိုရင်တော့ဒီမြောက်ရစစ်ပွဲကမဖြစ်နိုင်သေးပါဘူးဒုတိယအချက်ကကျွန်တော်တို့အာရတ်နိုင်ငံနဲ့နျူကလ িয়ার ပိုင်ဆိုင်ထားတဲ့မွတ်စလင်နိုင်ငံအားလုံးကိုလှုပ်ဆော်ပြီးတော့မှအမေရိကန်နဲ့ဒီနေ့အစ္စရေးကိုချနိုင်တယ်ဒါဆိုရင်တော့မြောက်ရစစ်ပွဲကတေချာစတင်နိုင်ပါတယ်တတိယအချက်ကဒီနေ့တရုတ်နဲ့ရုရှားကိုအားကိုးပြီးတော့မှဒီနေ့အမေရိကန်ကိုပြန်တိုက်နိုင်ပါတယ်ဒါဆိုရင်လည်းမြောက်ရစစ်ပွဲကစတင်နိုင်မှာဖြစ်ပါတယ်ဒါဆိုရင်ဒီနေ့အမေရိကန်ကအီရန်နိုင်ငံကိုဘုံကျဲချင်းမှာပဲဒီနေ့အီရန်နိုင်ငံကတရုတ်ပြည်ကိုတွားပြီးမှအကူအညီတောင်းတယ်တရုတ်ပြည်ကိုတွားပြီးမှတရုတ်နဲ့တွတ်တွေ့တယ်လို့ကျွန်တော်ဒီသိမ်းမှာကျွန်တော်တွေ့ရှိရတယ်ဒါဆိုရင်အီရန်တို့တရုတ်တို့မြောက်ကိုရီးယားတို့နဲ့ရုရှားတို့တူရကီတို့ပါလာမယ်ဆိုရင်မြောက်ရစစ်ပွဲကစတင်တာတေချာဖြစ်နိုင်တယ်ဒါဆိုရင်ဒီမြောက်ရစစ်ပွဲကဘာကိုဆိုလိုတာလဲလို့ကျွန်တော်ပြောတဲ့အခါမှာယေရမိအခန်းကြီး6အငယ်22ကနေ24မှာကြည့်တဲ့အခါမှာလဲဒီနေ့တမဟောင်းမှာအတိတ်ကာလမှာလဲဒီနေ့အစ္စရေးနိုင်ငံကိုလာတိုက်တဲ့ဒီနေ့ဆီးရီးယားတို့ဆက်လက်ပြီးတော့အာရှူရီတို့ဆက်လက်ပြီးတော့မှဒီနေ့အီဂျစ်တို့နဲ့ဒီနေ့ဘာဘူးလုံနိုင်ငံတို့လာတိုက်တဲ့အခါမှာမြောက်အရက်ကနဲ့ပဲလာတိုက်တာကိုကျွန်တော်တို့တွေ့ရတယ်ယေရမိအခန်းကြီး6 20 24ကိုကြည့်ပါဒါကြောင့်မို့ဒီမြောက်ရစစ်ပွဲလာတိုက်မှာကိုဒီနေ့အတိတ်မှာကျွန်တော်တို့တွေ့ရတယ်ဒီလိုပဲယေစကြည်လခန်းကြီး38အငယ်9-6မှာကျွန်တော်ကြည့်တဲ့အခါမှာဒီနေ့ဒိုင်းလွားတွေတန်ခမောက်တွေဆောင်းပြီးတော့မှဒီနေ့ဖာရှားတို့အီရန်တို့နဲ့ရုရှားတို့နဲ့တရုတ်တို့ကဒီနေ့မြောက်ရစစ်ပွဲကိုအတိတ်မှာဣတေလလူမျိုးကိုဘာဘူးလူမျိုးတွေကဘာဘူးလူနိုင်ငံကမြောက်ရက်ကနဲ့ကျူးကျော်ခဲ့တယ်လို့လာမဲ့ပထမ3နှစ်ခွဲစတင်တဲ့အခါမှာလဲမြောက်ရက်စစ်ပွဲကျူးကျော်လိုက်မယ်လို့ယေစုကျေလ38အငယ်9-6မှာကျွန်တော်တွေ့ရပါတယ်ဒါဆိုရင်ဒီမြောက်ရက်စစ်ပွဲကတိတ်ကိုအရေးကြီးတယ်ဒီမြောက်ရက်စစ်ပွဲကိုတနည်းအားဖြင့်ကျွန်တော်တို့ဘာသာရေးစစ်ပွဲလို့ခေါ်တယ်နိုင်ငံရေးစစ်ပွဲမဟုတ်ဘူးဒီနေ့ဂျူးတွေနဲ့အာရတ်တွေမုန်းတီးနေရတဲ့အကြောင်းရင်းအီရန်တို့မုန်းတီးနေရတဲ့အကြောင်းရင်းကသူတို့ကအားလုံးကအာဗြဟံကဆင်းသက်တဲ့အမျိုးနွယ်တွေပါဒါပေမဲ့ဂျူးတွေကဣဆက်ကဆင်းသက်ပြီးမှတယဝင်မိမဟုတ်တဲ့ဆာရာဘုရားသခင်ရဲ့ဂတိတော်အဖြစ်မွေးဖွားတဲ့ဆာရာကလည်းမွေးဖွားတာဖြစ်ပြီးဒီနေ့ဣရှမေလအာရတ်နိုင်ငံသားတွေကတော့တယဝင်မဟုတ်တဲ့ကျွန်မဖြစ်တဲ့ဟာဂရက်ကမွေးဖွားခဲ့ခြင်းဖြစ်ပြီးအဖေတူပေမဲ့အမေမတူဘူးခံယူချက်မတူဘူးဘာသာရေးစစ်ပွဲဖြစ်ပါတယ်ဒါကြောင့်မို့ပထမ3နှစ်ခွဲကိုဘာသာရေးစစ်ပွဲလို့ခေါ်ပါတယ်ဒါကိုကျွန်တော်အလွယ်တကူပြောရမယ်ဆိုရင်ဒီနေ့ယောလအနာဂတိကျမ်းကယောလကျမ်းကကျွန်တော်ကြည့်တဲ့အခါမှာအခန်းကြီးက3ခန်းပဲရှိပါတယ်ဒါပေမဲ့အခန်းကြီး1နဲ့အခန်းကြီး2အထက်ကကျွန်တော်မြောက်ရစစ်ပွဲကိုကျွန်တော်ဆိုထားခြင်းဖြစ်တယ်ပထမ3နှစ်ခွဲစစ်ပွဲရန်သူများကျိုင်းကောင်များကဣသရေလနိုင်ငံကိုကျူးကျော်မဲ့ပထမ3နှစ်ခွဲကိုပုံဆောင်ထားခြင်းဖြစ်တယ်ဒါပေမဲ့အဲ့ဒီနေရာကိုဘုရားသခင်ကဘယ်လိုကုသမလဲဆိုရင်ယောလအခန်းကြီး2အငယ်28မှာလူမျိုးတို့အပေါ်မှာဘုရားသခင်ရဲ့ဝိညာဉ်တော်တွန်းလောင်းခြင်းအဖြစ်ကုသပြီးတော့မှမြောက်ရစစ်ပွဲပထမ3နှစ်ခွဲမှာဂျူးတွေကအနိုင်ရသွားမှာဖြစ်တယ်ဒါပေမဲ့ယောလအခန်းကြီး3ကတော့အမေဂဒုံစစ်ပွဲနောက်ဆုံး3နှစ်ခွဲကဘာကြီးမှာဖြစ်တယ်ဘာသာရေးစစ်ပွဲမဟုတ်ဘဲနဲ့နိုင်ငံရေးစစ်ပွဲကိုဆင်နွှဲရမှာဖြစ်တယ်အဲ့ဒီစစ်ပွဲမှာလည်းဂျူးတွေအမေရိကန်တွေကတော်တော်လေးကိုခံပြီးမှအားနေသွားမှာဖြစ်တယ်ဒါပေမဲ့ဘုရားသခင်ကဘယ်လိုကုစားမလဲပထမ3နှစ်ခွဲကိုယောလခန်းကြီး28မှာဝိညာဉ်တော်တုံးလာချမ်းအဖြစ်ကုစားပေးမှာဖြစ်တယ်အောင်ပွဲခံစေမှာဖြစ်တယ်ဒါပေမဲ့နောက်ဆုံး3နှစ်ခွဲအမေဂဒုံစစ်ပွဲကိုတော့ဘုရားသခင်ဘယ်လိုကုမလဲဆိုရင်ယောလခန်းကြီး36မှာထာဝရဘုရားတည်လဲဇေအုံတောင်ပေါ်ကကျွေးကြော်ရဲ့ယေရုရှလင်မြို့ထဲကအတန်ကိုလွင့်တော်မူသည်ဖြစ်မိုးကောင်းကင်နဲ့မြေကြီးတွေတုန်လှုပ်လိမ့်မည်ဒီချိန်ကတော့နောက်ဆုံး3နှစ်ခွဲမှာတော့ယေရှုခရစ်တော်ကမင်းဖြူစည်းပြီးမှနောက်ဆုံး empire ထာဝရနိုင်ငံတော်ကိုတည်မှာဖြစ်တယ်နှစ်ပေါင်း1000
နိုင်ငံတော်တီမှာဖြစ်ပြီးတော့မှဇာခရိအခန်းကြီး14အငယ်1ကနေ4မှာယေရှုခရစ်တော်ရဲ့ခြေတောက်ကတန်လွင်တောင်ပေါ်မှာနင်းခြင်းအဖြစ်လာခဲ့မှာဖြစ်တယ်ဂျူးတွေနဲ့သူ့ယုံကြည်တဲ့သူကိုကွယ်ကာမစပြီးမှအောင်ပွဲကိုခံစေမှာဖြစ်တယ်ယေရှုခရစ်တော်ကိုယ်တိုင်သာဝရဘုရားသခင်ကိုယ်တိုင်လာတိုက်မဲ့စစ်ပွဲဖြစ်တယ်ဒါဆိုရင်ချစ်တော်ဓမ္မမိတ်ဆွေတို့ဒီနေ့လူတွေကဒီနေ့ appointment နဲ့ assignment ကိုနားမလည်ကြဘူး assignment ဆိုတာမတ်တဲ24မှာတနိုင်ငံနဲ့တနိုင်ငံစစ်တိုက်မယ်ရေကြီးမယ်ငလင်လုံမယ်ယောဂဗျာဆိုးတွေအနာဆိုးတွေပေါ်မယ်လူမျိုးတစ်မျိုးနဲ့တစ်မျိုးတိုက်ခိုက်ကြမယ်မုန်းတီးကြမယ်နော်ကောင်းကင်ကကျေတရာနခတဲ့နမိလက္ခဏာပြမယ်မြေကြီးမှာနမိလက္ခဏာပြမယ်ဒါတွေက assignment လို့ခေါ်ပါတယ်ဒီအရာတွေရောက်တိုင်းခရိယန်တွေများစွာကရေကြီးလိုက်ရင်ရောက်ဆုံးကာလရောက်လာပြီးခရစ်တော်ချီဆောင်တော့ဟောပြန်ပြီးအနာယောဂဖြစ်လာရင်နော် AIDS ယောဂဖြစ်လာရင်ဒီနေ့တိုက်ပွဲလေးဖြစ်လိုက်ရင်မငင်မသက်လေးဘေးနေရာမှာဖြစ်နေဒီနေ့အောက်ဖွေနမိလက္ခဏာတွေ့တိုင်းနောက်ဆုံးကာလရောက်ပါပြီခရိယန်တွေပြင်ဆင်ကြပါလို့တရားဟောနေတာကအမတန်မှမားပါတယ်ဒါကတော့ assignment တက်တဲ့နမိလက္ခဏာတစ်ခုပဲပါတယ်ဒါပေမဲ့ appointment ဆိုတာချိန်ချက်ထားတဲ့အချိန်ရှိပါတယ်ဝိပ္ပယအခန်းကြီး23မှာကြည့်တဲ့အခါမှာပွဲတော်ခုနှစ်ပွဲဘုရားသခင်လူမျိုးကိုလှုပ်ခိုင်းတဲ့ဘုရားသခင်ရဲ့ညွှန်ကြားချက်ကဘာလဲဆိုရင်ယေရှုခရစ်တော်လူစားတိခံခြင်းအဖြစ်ခန္ဓာနဲ့စပြီးတော့မှယေရှုခရစ်တော်ယုံကြည်သူချီဆောင်ခြင်းနဲ့နောက်ဆုံးတကယ်နေပွဲတော်ဆိုတဲ့ဒီနေ့နှစ်တစ်ထောင်အုပ်စိုးတဲ့အထိယေရှုခရစ်တော်လူတွေကိုယုံကြည်သူချီဆောင်တဲ့တဘိုးမို့ပွဲတော်ဒီအကြောင်းကိုကျွန်တော်ရေးထားခြင်းတဲ့အခါမှာဒီပွဲတော်ကချိန်ချက်ထားတဲ့အချိန်ဖြစ်ပါတယ်ဒါကတော့နမိလက္ခဏာ assignment မဟုတ်ဘဲနဲ့ appointment ဖြစ်ပါတယ်ဒါကြောင့်မို့ဒီနေ့ယုံကြည်သူတွေများစွာကဒီနေ့နေ့ချင်းဖြစ်တဲ့ညချင်းဖြစ်တဲ့ဘေးချင်းချီဆောင်မလဲဆိုတာမသိဘူးဆိုတာပြောနေကြတကယ်တော့သိပါတယ်ဘလို့သိတာလဲယေရှုခရစ်တော်ကိုယ်တိုင်ကလုကာခန်းကြီး23နဲ့26မှာနောဧကာလလို့လူသားလက်ထဲမှာလဲနောဧကာလလို့ဖြစ်မယ်လို့ပြောထားပါတယ်နောဧကာလမှာဒီနေ့နောဧကိုကောင်းကင်မှာမချီဆောင်သွားဘူးအဲ့ဒီတင်းဘောပေါ်မှာပဲတင်းစီပေးထားတယ်ပထမ3နှစ်ခွဲမှာယုံကြည်သူတွေကိုမချီဆောင်ဘူးနောဧလို့ပဲဘုရားသခင်ကကျွန်တော်တို့တင်းစီပြီးကွယ်ကာမှာဖြစ်တယ်နျူကလ িয়ার လက်နက်တွေယုံကြည်သူကိုထိလို့မရဘူးအစိမ့်ငွေ့တွေယုံကြည်သူတွေကိုထိလို့မရဘူးဒါကြောင့်မတ်တဲ24မှာဖြစ်ယေရှုဟောခဲ့တဲ့နောက်ဆုံးကာလနမိလက္ခဏာနဲ့ဒီနေ့ဗျာဒိတ်အခန်းကြီးရှိကနေ9မှာရေးထားတဲ့တဘိုးခုနှလုံးကိုကျွန်တော်တို့တွေ့ရပါတယ်တဘိုးခုနှလုံးကိုဒီမတ်တဲအခန်းကြီး24မှာရှိတဲ့ယေရှုခရစ်တော်ရဲ့ဒီနေ့နောက်ဆုံးကာလနမိလက္ခဏာနဲ့ထူပါတယ်ဒါကြောင့်မို့ပထမတဘိုးဒုတိယတဘိုးတတိယတဘိုးစတုတ္ထတဘိုးဒီတဘိုးတွေမှုတ်တဲ့အခါမှာလူတွေကိုမတိကျစေပါဘူးဒီနေ့မြက်ပင်တွေပင်လယ်တွေကောင်းကင်တွေကိုပဲထိခိုက်စေပြီးတော့မှဒါကဘာသဘောလဲဆိုရင်ယေရှုခရစ်တော်ရဲ့မဿဲ24မှာတတိပေးထားတဲ့ဒီနေ့တက်တည်ပြထားတဲ့အတိုင်းပဲဒီနေ့လူတွေအားလုံးကဲ့ဒီချင်းရဖို့မတိကျချင်းမှာဒီနေ့မြေလှုပ်ချင်းငလင်လှုပ်ချင်းစစ်ဖြစ်ချင်းယောဂဗျာဆိုးတွေပေါ်ချင်းတဏ္ဍာငါနဲ့တဏ္ဍာငါစစ်ဖြစ်ချင်းလူမျိုးမုံတီးချင်းပဏိပက္ခတွေကိုကြည့်တဲ့အခါမှာနောင်တရပြီးမှယေရှုခရစ်တော်ကိုကယ်တင်ပိုင်ရှင်ဖြစ်လက်ခံဖို့ဖြစ်ပါတယ်ဒါပေမဲ့လူတွေကဒါတွေကတဘာဝတရားတွေပဲလေဖြစ်နေကြတာပါဆိုပြီးမှလက်ပဲကြည့်မှဖခင်ရဲ့ကိုယေရှုခရစ်တော်ကိုလက်မခံတဲ့အခါမှာစတုထတဘိုးနဲ့ပစ္စမတဘိုးမမုတ်ခင်မှာဗျာဒိတ်အခန်းကြီး8ကနေကျွန်တော်ကြည့်တဲ့အခါမှာကောင်းကင်မှာဒီနေ့ရွှေလင်းရုံတကောင်ကတတိပေးတယ်ဒုက္ခဆိုတဲ့ဒုက္ခ3မျိုးနဲ့ဒီနေ့ဒုက္ခဆိုတော့ပြောခဲ့တယ်ဒီလူတွေကကိုယ်ခန္ဓာပေါ်မှာမထိသေးပဲကဘာမှာဖြစ်နေတဲ့အဖြစ်ပြက်ကိုကြည့်ပြီးတော့မှယေရှုခရစ်တော်လက်မခံနိုင်ဘူးယေရှုခရစ်တော်တတိပေးတော့လက်မခံတဲ့အခါမှာဒီနေ့တဘိုး9ချောင်းမြောက်မှာအနက်ဆုံးတော့တွင်မရဏတကားနဲ့ငရဲတကားကိုဖွင့်လိုက်ပြီလို့ကျွန်တော်ဆိုထားပါတယ်ဒါကြောင့်မို့ဒီတဘိုး9ချောင်းကဘယ်ချိန်လဲလို့ကျွန်တော်မေးတဲ့အခါမှာဒီနေ့Israel နဲ့ American နိုင်ငံကိုမုံတော့ယုံကြည်သူယေရှုကိုကိုးကွယ်တဲ့လူကိုမုံတော့ဒီနေ့မုံတဲ့သူတွေဒီနေ့အာနာရှင်တွေကွန်မြူနစ်ဝါဒီတွေဒီနေ့အာရမွတ်စလင်လူမျိုးအကြမ်းဖက်အိုင်းစစ်တွေထကြွလာတဲ့အချိန်မှာဒီနေ့တဘိုး9ချောင်းကိုမုံနေပြီဖြစ်တယ်အခုအီရန်အရေးမှာဒီအီရန်ကရှေ့ဆက်မနာပဲနဲ့အမေရိကန်နဲ့အစ္စရေးနဲ့တကဘာလုံးကိုပုံကန်ဖို့ဂျီဟတ်စစ်ကိုကြေညာလိုက်မယ်ဆိုရင်အဲ့ဒီ
ပြတိကျမ်းမှာရှိတဲ့တဘိုး9ချောင်းကစတင်တော့မှာဖြစ်တယ်ဒါပေမဲ့တဘိုး6ချောင်းမြောက်မှာကျွန်တော်တို့ဒီနေ့မြောက်ရစစ်ပွဲကိုစတင်ပြီးတော့မှတတိယဗိမာန်တော်စောင့်ပြီးတော့မှအန်တီခရစ်နဲ့စာချုပ်ပြီးတော့မှတက်တိခန္ဓာဘာပေါ်ပြီးမှ3,400,000ကပြတိအခန်းကြီးဖုံကဒါတွေကိုပေါ်မယ်ဒါဆိုရင်တဘိုး6ချောင်းဟိုမှုန်နေပြီဖြစ်တယ်ဒါကြောင့်မို့ပထမ3နှစ်ခွဲအန်တီဗိမာန်တော်လဲစောင့်ပြီးဒါတို့ကိုးကွယ်မှုတွေဣသရေလလူမျိုးတွေဒီနေ့တမဟောင်းမှာရှိတဲ့ဝုပြုကိုးကွယ်မှုတိုင်းမောရှေထုံးစံတိုင်းမောရှေပညာတဲ့ကိုးကွယ်နေပြီဖြစ်တယ်ဒါပေမဲ့ပထမ3နှစ်ခွဲအပြီးဒုတိယ3နှစ်ခွဲမဝင်ခင်မှာဂျားမှာဒီအန်တီခရစ်ကဂျူးတွေရဲ့ပလင်ပေါ်မှာဒီနေ့ဗိမာန်တော်မှာထိုင်ပြီးငါဖျားပါဆိုပြီးမှခုနှစ်နှစ်စာချုပ်ကိုဖျက်ပြီးတော့မှစာချုပ်ကိုဖျက်မယ်လို့ဒါနဲ့ဒိုင်လာခန်းကြီး9:29မှာရေးတိုင်းစာချုပ်ကိုဖျက်တဲ့ချိန်မှာဒါနှစ်တဲ့အခန်းကြီးနေ့မှာကျွန်တော်တို့ကြည့်တဲ့အခါမှာဒီနေ့ဗိမာန်တော်ကိုထိုင်တဲ့အခါမှာအန်တီခရစ်ရဲ့ရုပ်လုံးပေါ်မျက်နှာဖုံးကိုချုပ်ပြီးပြတဲ့အခါမှာယုံကြည်သူကအဲ့ဒီချိန်မှာယေရှုခရစ်တော်ချီဆောင်မှာဖြစ်တယ်မယုံကြည်သူကကြံခဲ့မှာဖြစ်တယ်ဒါကြောင့်မို့ဒါဒီအချိန်ကဘယ်အချိန်လဲဆိုရင်တဘိုး9ချောင်းမုတ်တဲ့အချိန်မှာဖြစ်တယ်ဒါကြောင့်မို့တစ်ကောအခန်းကြီး15အငယ်50နဲ့51မှာပေါလုကရေးခဲ့တယ်ဒီနေ့ယုံကြည်သူတွေကိုသူမတိလျှို့အရာတစ်ခုကိုပြောပြမယ်နော်နောက်ဆုံးတဘိုးမုတ်တဲ့ခါမှာအသက်ရှင်လက်ကြာနေတော့သူဒီပြောင်းလဲခြင်းနဲ့သခင်အတန်ကိုကြားမယ်တေတော့သူဒီရှင်ပြန်ထမြောက်လိုက်မလို့ပြောထားတယ်ဒါဆိုရင်နောက်ဆုံးတဘိုးဆိုတာခရိယန်တွေကနားလည်မယ်ဘေတဘိုးလဲဆိုတော့နားမလဲဘူးနောက်ဆုံးတဘိုးဆိုတာဗျာဒိတ်အခန်းကြီး8နဲ့9မှာရေးထားတဲ့နောက်ဆုံးတဘိုး9ချောင်းဖြစ်ပါတယ်အဲ့ဒီ9ချောင်းမုံမှာယုံကြည်သူချီဆောင်မယ်ဒါကတော့ဘေးတန်ကြီးရဲ့အလယ်မှာချီဆောင်သွားမှာဖြစ်ပါတယ်ဒါကြောင့်မို့ဒီနေ့ယုံကြည်သူရောက်တဲ့ဒီနှုတ်ကပတ်တော်ကြားခြင်းအဖြစ်ကျွန်တော်တို့ဒီနေ့ပစ္စမတဘိုးမုတ်ဖို့နဲ့ဒီနေ့6တဘိုး6ချောင်းမြောက်မုတ်ဖို့နဲ့9ချောင်းမြောက်ဖို့ကအရန်နီးနေပြီအခုတဘိုး9ချောင်းကတော့မုတ်ဖို့အချိန်တန်နေပြီဆိုတော့ကျွန်တော်ယုံကြည်သူများတည်တည်ထားကြပါဒါကြောင့်မို့အခုဒီနေ့အီရန်နိုင်ငံကလည်းတရုတ်ပြည်ကိုသွားတယ်လို့ကျွန်တော်ကြားရတယ်ဒီအချက်လက်ကဒီနေ့မြောက်အရစစ်ပွဲကိုဖြစ်ဖို့အနီးကပ်ဆုံးဖြစ်နေပါပြီအရောက်စီတိုင်းကိုတန့်ရှင်းသောဝိညာဉ်တော်မြင်ဖွင့်ပြမှုပေးပါစေဒီနှုတ်ကပတ်တော်နဲ့ပတ်သက်ပြီးတော့မှမရှင်းလင်းတာမေးချင်တာနားမလည်တာရှိရင်ကျွန်တော်ဝိညာဉ်တော်ခွန်အားပေးတဲ့အတိုင်းပဲကျွန်တော်တို့လည်းဖွင့်ပြမှာဖြစ်တယ်ဒါကြောင့်မို့ဒီနေ့အောက် comment မှာအရောက်တာလောင်းခဲ့ပါ